ဘသူမှစားတော့မချစ်ပါဘူးဒါကိုချစ်ဦးသိစေတာတော့အလုံးသားတစ်ခုတည်းတယောက်သာတည်ဘာမှပြောင်းလဲမဖြစ်နိုင်ရကဘာမှချူချင်ရလို့